reload ပါဟုတ်ကျွန်တော်လုံကြီးလို့လည်းခေါ်ပါတယ်ဟုတ်ခိုးပြီးတော့ကြိတ်ကြွေးအားလုံးတွေ့ရဝမ်းသာပါတော့ခိုးပြီးတော့ကြိတ်ကြွေးYeah I'm reloading ကြောင်းထဲမှာကောင်းနေလားမောင်းထဲမှာရောင်းနေမှာစိုက်ကိုတွေဖောင်းနေလားပြောရောင်းတွေကတောင်းနေပြီလမ်းတစ်တွေဖောင်းနေပြီလူငယ်တွေအောက်ခြေကရုံထွက်လာတော့စိတ်တက်လို့ဘာမ red Mr. Loading တာက plan အောင်ပွဲတွေဖြဲတွေအားရတရားလို့ champion wellဟောလို့တည်တဲ့စီပါမင်းတို့တွေအားလုံးလည်းခက်ရှိကိုပြေးပါစစ်တဲ့တွေတွေးပါကိုစားတဲ့now ခေါင်းတွေကရှုပ်တွေကိုထုံး yeah ကြိုးစားပြီးလုံးတွေကိုလုံး yeah လိုအပ်မှပြုံးတွေကိုသုံးတော့မင်းအိမ်မတင်ဆုံးချိုးတွေကမိတ်ကတ်တွေဖုံးမင်းစားမဲ့ထွင်အိုးတဲ့စိတ်ခန့်နေတော့ဝိုးလောကမှာကြတဲ့တော့ဒုက္ခကချစ်ပဲစားပိုင်မှာတစ်ပင်လုံးမင်းသားပဲမြင်တွေ့စုံတော့မမိုက်တစ်ခုလိုမျိုးပဲဖြစ်ခဲ့နောက်ဆုံးတော့လမ်းမပေါ်ဆုံးပြစ်ခဲ့ကဲတော့သူ့အတွက်မင်းရှိလိုက်ဖြစ်တယ် yeah ငါတို့တော့မေတာဘောပြတဲ့မြင်ပဲဘူပင်နဲ့ကင်းနဲ့ပြုံးတဲ့စီချိုလို့ရစင်မြဲပြုံးထွက်တဲ့စကားရပြည့်နေရင်တဲ့ရမအောင်မြင်ကြည့်ပွားတဲ့လူဖြစ်စေခြင်းကမေတ္တာပြမျက်ရှိကောင်းမှမတော်သူပဲသိငါဘလို့ပြတဲ့ဆိုနေစေမိပါခြေစုတမ်းမိကလူသားရဲ့စိတ်ထဲကိုလမ်းကြည့်တယ်သူတို့တွေကိုဝယ်ရမှန်းနေတယ်စိတ်ရွှေငွေကုန်ကြတဲ့မိဘပြထားတဲ့တံမိုးအရင်ကြည့်တယ်ပြန်တော့ချစေတယ်မြေတို့ပေါ်နေပဲမေးဆောက်လို့နေခဲ့ချိန်တိုင်းဆောက်လို့နေခဲ့တော့မကောင်းကြုံပေးကျွန်တော်မေးရသားစိုးလေးဘူပင်ကင်းစွာမြဲတဲ့စင်ပြနေရမြင်ချင်မှလည်းပေးနေ